အားလုံးပဲမင်္ဂလာပါရှင်ချင်မောင်သီးတွေရှိပြီးတော့ဘာလုပ်ရမလဲမသိတဲ့တငယ်ချင်းတွေအတွက်ချင်မောင်သီးကြော်ပြလိုက်ပါတယ်နော်ချင်မောင်သီးကြော်ကိုတော့တငယ်ချင်းတို့ကြိုက်ကြလားယင်ချင်မောင်သီးကိုတော့အရန်မကြည့်ပဲနဲ့အဖက်ကလေးနဲ့ကြော်တဲ့အရသာကိုတော့ကျမကအရန်ကြိုက်ပါတယ်ရှင်နောက်ရက်တွေမှာလည်းချင်မောင်သီးကိုဘယ်လိုမျိုးထပ်လုပ်စားလို့ရလဲဆိုတဲ့နည်းလမ်းတွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်စားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်